အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ past continuous ကိုအတူတူလေ့လာသွားကြမှာပဲဖြစ်ပါတယ် past continuous ဆိုတာအတိတ်မှာဖြစ်နေခဲ့တဲ့အရာတွေကိုပြောတာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ကြည့်ကြရအောင်past continuous ကိုလေ့လာတော့မယ်ဆိုရင်အရင်ဆုံးတည်ထားရမှာတော့ verb to be ရဲ့အတိတ်တွေပဲဖြစ်ပါတယ်။အဲ့ဒါတွေကတော့နှလုံးပဲရှိပါတယ်။ was were were ဒီနှလုံးကိုတည်ထားမှရပါမယ်။ဒီ was နဲ့ were နှစ်ခုလုံးကိုတည်ထားမှ past continuous အတိတ်မှာဖြစ်နေခဲ့တဲ့အရာတွေကိုရေးလို့ရမှာပါ။နောက်တစ်ခုတည်ထားရမှာတော့ subject နဲ့ verb to be တွဲနည်းလေးတွေပဲဖြစ်ပါတယ်။တွဲစားပုံတွေကတော့I go was နဲ့တွဲ I was we go were နဲ့တွဲ we were you go were နဲ့တွဲ you were they go လည်း were နဲ့တွဲ they were he go was နဲ့တွဲ he was she go was နဲ့တွဲ she was he go what နဲ့တွဲ is was ဒါတွေကိုအရင်ဆုံးတည်ထားမှရပါမယ်ပြောခဲ့တဲ့ဟာတွေတည်ပြီးဆိုရင်အခု sentence ဝါကျတည်ဆောက်ပုံတွေကိုဆက်သွားပါမယ်ပြီးခဲ့တဲ့အသေးကဖြစ်နေခဲ့တဲ့ဟာတွေကိုပြောရင်ဒီပဒံနဲ့အသုံးပြုရပါမယ် subject plus verb to be plus verb ing ပါဒီပဒံနဲ့အသုံးပြုသွားရပါမယ်ဥပမာစာကြောင်းလေးတွေကိုအတူတူလေ့လာကြည့်ကြမယ် I was reading ငါစာဖတ်နေခဲ့တယ် I was playing football ငါဘောလုံးကန်နေခဲ့တယ် we were drinking waterကျွန်တော်တို့ရေတောက်နေခဲ့ကြတယ် You were going မင်းသွားနေခဲ့တယ် He was eating breakfast သူမနေ့စာစားနေခဲ့တယ် She was listening to music သူမဒီချင်းနားထောင်နေခဲ့တယ်ဒါတွေကတော့ past continuous ဝါကျတည်ဆောက်ပုံတွေပဲဖြစ်ပါတယ်အားလုံးနားလည်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်